ကဘာတဝက်လောက်ကိုစိုးမိုးထားတဲ့နေမွေအင်ပါယာကြီးရဲ့ခင်းမီဆုံးစစ်တပ်ကြီးဟာဒီမီဘောကိုခြေချလိုက်တဲ့အချိန်မှာအရာအလုံးကသူတို့အတွက်အလွယ်လေးဖြစ်မယ်လို့ထင်မှတ်ထားခဲ့ကြပါတယ်1825ခုနှစ်ရဲ့နေ့တစ်နေ့နားကွဲမတက်စူညံလာတဲ့အမြောက်တန်တွေလေထုကိုခွဲထွက်လာတဲ့အမြောက်ဆန်တွေရဲ့မီးတောက်တွေအောက်မှာအေယာဝတီမြကန်းဘေးကခန္ဓာကြီးတစ်ခုဟာပြပုံဘဝကိုရောက်လို့နေပါဖြစ်နေခဲ့ပါပြီခန္ဓာအပြင်ပန်းမြည်ပြင်ကျဲကြီးထပ်မှာတော့မီးကိုတလူလူထွက်နေတဲ့တမ္မဏိမီးသင်္ဘောကြီးတွေနဲ့အတူခင်းမီဆုံးလက်နက်တွေတပ်ဆင်ထားတဲ့ကမ္ဘာအင်အားအကြီးဆုံးဗြိတိရှအင်ပါယာရဲ့ရေတပ်ကြီးဖြစ်ပြီးခန္ဓာအတွင်းမှာတော့တနတ်ဆိုလိုတဝက်လောက်သာကိုင်ဆောင်နိုင်ပြီးကျန်တဲ့သူတွေကဓားလန်နဲ့ရိုးရလက်နက်တွေကိုသာအားကိုးနေရတဲ့မြန်မာစစ်သည်တွေလက်နက်အင်အားနီးပညာအစမတန်ကွာဟာလွန်းနေတဲ့ဒီလိုအခြေအနေမျိုးမှာရန်သူကိုအညံခံလိုက်တာကအသက်ရှင်မှုအကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီလိုမျောလင့်ချက်ကင်းမဲ့နေတဲ့အခြေအနေတွေကြားထဲကနေခံတက်ကိုဥဆောင်နေတဲ့စစ်သူကြီးကတော့တေချင်းတရားကိုမျက်ကွယ်ပြုထားခဲ့ပါတယ်အညံ့ခံဖို့ညင်းဆန်ခဲ့ရုံသာမကပောက်ကွဲနေတဲ့ဘုံသီးတွေကြီးစံမိုးတွေကြားထဲမှာသူဟာရွှေထီးကိုစောင်းပြီးသူ့ရဲ့ရဲမက်တွေရှေ့မှာရဲရဲဝံ့ဝံ့ရှောင်းလန်းပြရင်တမိုင်းကိုပြောင်းလဲပစ်ဖို့သူ့ရဲ့အသက်ကိုအလောင်းစားလုံးလိုက်ပါတော့တယ်ဒီနေ့မှာတော့အရှိတိုင်းရဲ့ရိုးရာစီရေးပညာနဲ့အနောက်တိုင်းရဲ့ခိမိလက်နက်တွေထိတ်တိုက်တွေ့ဆုံခဲ့တဲ့တမိုင်းဝင်စစ်ပွဲကြီးတစ်ခုရဲ့အကြောင်းအသက်ကိုပဓာနာမထားပဲကမ္ဘာအင်ပါယာကြီးကိုအဆုံးထိရင်ဆိုင်သွားခဲ့တဲ့စစ်သူကြီးမဟာဗန္ဓုလရဲ့မယုံနိုင်စရာဘဝဇာတ်ကြောင်းတွေပါဝင်တဲ့ဒနုပြူတိုက်ပွဲကြီးအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မုံတိုင်းမလာမီကံကြမ္မာရဲ့အရေးအယောင်များ1824ခုနှစ်ရဲ့အစောပိုင်းကာလအာရှတိုက်ရဲ့အနောက်ဘက်ခြမ်းမှာကုန်းပေါင်အင်ပါယာကြီးကအင်အားအထွတ်ထိပ်ကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ဘိုးတော်ဖျားနဲ့ဗာကြီးတော်မင်းတို့ရဲ့လက်ထက်မှာကုန်းပေါင်တပ်မတော်ဟာရခိုင်မဏိပူရနဲ့အာသန်ဒေသတွေအထိအောင်ပွဲတွေဇာတ်တိုက်ရယူပြီးအိန္ဒိယတိုက်ငယ်ရဲ့အရှေ့ဘက်ခြမ်းအထိအင်ပါယာကိုချဲ့ထွင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုကျေပြန့်လာတဲ့နယ်နိမိတ်ကြောင့်ပဲအိန္ဒိယတိုက်ငယ်ကိုသိမ်းပိုက်ထားတဲ့ကမ္ဘာအင်အားအကြီးဆုံးဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီတွေနဲ့ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်ဒါကြောင့်ပဲနယ်စပ်တစ်လျှောက်ပွတ်တိုက်မှုတွေကနေနှစ်ဖက်တင်းမှမှုတွေကတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ပါတယ်ထူးသဖြင့်မြန်မာတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေကနေဗြိတိရှပိုင်နယ်တဲကိုထွက်ပြေးခိုလုံသွားတဲ့ဒုက္ခသည်တွေနဲ့ပုံကန်သူတွေကိုဗြိတိရှတို့ကအကာအကွယ်ပေးထားရာကနေပြဿနာတွေကစတင်ခဲ့တာပါဒီလိုနဲ့မြန်မာစစ်တပ်ကပုံကန်သူတွေကိုလိုက်လံနှိမ်နင်းရင်နယ်စပ်ဖြတ်ကျော်မှုတွေမကြာခဏဖြစ်ပွားလာခဲ့ပါတယ်ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးဗြိတိရှတို့ကသူတို့ရဲ့နယ်စပ်လုံခြုံရေးအကြောင်းပြချက်နဲ့ကချာနဲ့ဂျိန္ဒီယာဒေသတွေကိုသူတို့ရဲ့အဆောက်အအုံကနယ်မြေတွေအဖြစ်ကြီးညာလိုက်ပါတယ်ဒီလိုတင်းမာမှုတွေကြားထဲမှာစစ်မီးဘွားကိုအကြီးအကျယ်တောက်လောင်စေခဲ့တဲ့အဓိကဖြစ်ရတစ်ခုကတော့ရခိုင်နယ်စပ်စစ်တကောင်းအနီးကရှစ်မပြူကျွန်းပိုင်ဆိုင်မှုအငင်းပွားခြင်းပဲဖြစ်ပါတယ်1823ခုနှစ်မှာဗြိတိရှစစ်သည်တွေကဒီကျွန်းပေါ်မှာအဆောင်တက်ချပြီးအလံလာစိုက်တာကိုမြန်မာတို့ကသူတို့ရဲ့ပိုင်နက်ကိုရန်စကျူးကျော်မှုဖြစ်သတ်မှတ်ခဲ့ပါတယ်ဒါကြောင့်စက်တင်ဘာလမှာမြန်မာတပ်ဖွဲ့ဝင်1000ခန့်ကကျွန်းပေါ်ကိုဝင်ရောက်တိုက်ခိုက်ပြီးဗြိတိရှဆောင်တပ်ကိုနှင်ထုတ်လိုက်တဲ့အခါမှာတော့နှစ်နိုင်ငံတင်းမာမှုကအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပါတယ်အခြေအနေတွေဟာပြန်လဲမရနိုင်တော့ပဲနောက်ဆုံးမှာတော့အိန္ဒိယဘီယင်ခံချုပ်လော့အမ်ဟတ်က1824မတ်လ9ရက်နေ့မှာမြန်မာနိုင်ငံအပေါ်တရားဝင်စစ်ကြေညာလိုက်ပါတော့တယ်ဒါဟာမြန်မာသမိုင်းမှာသွေးနဲ့မျက်ရည်တွေစီးဆင်းရမယ်ကမ္ဘာအင်အားအကြီးဆုံးအင်ပါယာကြီးနဲ့ရင်ဆိုင်ရမယ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကြီးရဲ့အစပြိုးခြင်းပဲဖြစ်ပါတယ်မျော်လင့်မထားသောရေချောင်းထိုးစစ်နဲ့ရန်ကုန်စစ်မျက်နှာအစ1824ခုနှစ်မေလ17ရက်နေ့ရဲ့နနက်ခင်းရန်ကုန်မြစ်ပြင်တစ်ခုလုံးဟာတာမန်အချိန်တွေလိုငြိမ်သက်အေးချမ်းနေခဲ့ပါတယ်ဒါပေမဲ့ဒီအေးချမ်းမှုဟာတိတ်မကြခင်မှာပဲကြားရောက်လာတော့မယ်ကြောက်မက်ဖွယ်မုန်တိုင်းကြီးတစ်ခုရဲ့ရှေ့ပြေးနမိတ်သာဖြစ်နေခဲ့တာပါရုတ်တရက်ဆိုသလိုမြေဝါဘက်စီကနေမဲမောင်နေတဲ့တိမ်တိုက်ကြီးတစ်ခုလိုကြောက်မက်ဖွယ်ကောင်းလာတဲ့ဗြိတိရှတို့ရဲ့ရေတပ်ကြီးဟာမြင်းညာကိုစံတက်လာပါတော့တယ်HMS Liffey နဲ့ Lang လို့ခေါ်တဲ့အေယာမစစ်သင်္ဘောကြီးတွေကဥဆောင်ပြီးစစ်သည်အင်အား1000ကျော်တင်ဆောင်လာတဲ့သင်္ဘောပေါင်း60ကျော်ဟာရန်ကုန်မြို့ကိုအလင်းငိုက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဗြိတိရှတို့ရဲ့စစ်ရေးဗျူဟာရှင်းပါတယ်။အနောက်ဘက်စွန်ရခိုင်စစ်မျက်နှာမှာစစ်သူကြီးမဟာဗန္ဓုလရဲ့တပ်တွေကိုမရှင်းနိုင်ပဲရာမူးတိုက်ပွဲမှာအကြီးအကျယ်အရေးနှိမ့်ခဲ့ရတဲ့အတွက်သွာလာရခတ်တဲ့တောတောင်တွေထဲမှာမြန်မာတွေနဲ့အချိန်ကုန်ခံပြီးထိတ်တက်ရင်ဆိုင်တော့ဖို့ဆုံးဖြတ်လိုက်ကြတာပါဒါကြောင့်သူတို့ရဲ့အားသာချက်ဖြစ်တဲ့ရေထဲအင်အားကိုအသုံးချပြီးရေချောင်းကနေတဆင့်အင်ပါယာရဲ့အချက်ချဖြစ်တဲ့မြို့တော်ကိုဓာတ်ရိုက်ချင်းချဖို့လက်ကွက်တစ်ခုကိုအကောင့်ထဲဖော်လိုက်ခြင်းပဲဖြစ်ပါတယ်
ဒါပေမဲ့အဲ့ဒီအချိန်ကရန်ကုန်မြို့ရဲ့ခန်းစစ်ကအင်မတန်ကိုအားနည်းနေခဲ့တာပါဘရင်စိတ်ကန်နေရာမှာရှိတဲ့အမြောက်ငယ်အချို့ကနေရန်သူကိုစတင်ပစ်ခတ်ခဲ့ပေမဲ့ဗြိတိရှားတို့ရဲ့ Liffey စစ်သမောကြီးတွေကနေပြင်းထန်လာတဲ့အမြောက်ဆန်တွေနဲ့ပြန်လည်ပစ်ခတ်လိုက်တဲ့အခါမှာတော့မြန်မာတို့ရဲ့ကနဦးခန်းစစ်ကချက်ချင်းပဲအတန်သိပ်သွားခဲ့ရပါတယ်ဒါကြောင့်ပဲတနတ်တစ်ချက်မှတော့ထပ်မဖောက်ရတော့ပဲဗြိတိရှားတပ်တွေကကုန်းပေါ်ကိုအလွယ်တကူတက်ရောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့အင်္ဂလိပ်စစ်သားတွေမြို့ထဲကိုဝင်ရောက်လာချိန်မှာတော့သူတို့မျှော်လင့်မထားတဲ့အံ့ဩထိတ်လန့်စရာမြင်ကွင်းတစ်ခုကစောင့်ကြိုနေခဲ့ပါတယ်အဲ့ဒါတော့ရန်ကုန်မြို့ကြီးတစ်ခုလုံးမှာလူသူတယောက်မှမရှိတော့ပဲတိတ်ဆိတ်၆ကပ်နေခဲ့တာပါမြန်မာတို့ကပြည်သူတွေကိုမြို့ပြင်ကိုရွှေ့ပြောင်းစေပြီးမြို့ကိုအလွတ်ထားကမြေလံစနစ်ကိုကျင့်သုံးခဲ့ကြတာပါဗြိတိရှ်စစ်သားတွေမြို့ထဲကိုဝင်ရောက်လာချိန်မှာတော့ကြံခဲ့တဲ့လူဆိုလို့အယောက်100တော့မပြည့်တော့ပါဘူးအစားတော့ရိတ်ခါတည်ယူပို့ဆောင်ရေးအတွက်လှဲတွေကျွဲနွားတွေအားလုံးကိုမြန်မာတွေကအကုန်သိမ်းဆီးတည်ဆောင်သွားခဲ့ကြပါပြီရန်ကုန်ကိုသိမ်းပြီးရင်ရိတ်ခါတွေအလွယ်တကူရမယ်လှဲတွေလေတွေနဲ့အေယာဝတီမြေကျောင်းအတိုင်းအထက်ကိုဆက်တက်မယ်လို့တွက်ထားတဲ့ဗြိတိရှ်ဗိုလ်ချုပ်အာချီဘယ်ကမ်ဘဲရဲ့အစီအစဉ်တွေအားလုံးတဲတဲရည်သွန်ဖြစ်သွားခဲ့ရပါတယ်ဒါ့ပြင်ဗြိတိရှ်တွေအတွက်အိမ်မက်ဆိုးနောက်တစ်ခုကစောင့်ကြိုနေခဲ့ပါတယ်ဂျွန်လရောက်တဲ့အခါမြန်မာနိုင်ငံရဲ့အကြမ်းတမ်းဆုံးမုတ်တုံမိုးကတဲကြီးမဲကြီးကိုရွာသွန်းလာပါတော့တယ်နေစရာမလုံလောက်တော့တဲ့ဗြိတိရှ်တပ်တွေဟာမြို့ပြင်2မိုင်ခွဲလောက်ဝေးတဲ့ရွှေတကုံဘုရားကုန်းတော်ပေါ်မှာအခိုင်အမာခံစစ်ယူပြီးတပ်ဆွဲထားလိုက်ရပါတယ်မိုးရာသီရဲ့ပြင်းထန်တဲ့ဒဏ်တွေလက်ဆက်တဲ့အစားအသောက်ပြက်လက်မှုတွေကြောင့်ဗြိတိရှ်တပ်ဖွဲ့ဝင်တွေကြားထဲမှာဝမ်းယောဂါနဲ့ငှက်ဖျားယောဂါတွေကြီးကျယ်ကူးစက်ပြန်ပွားပါတော့တယ်နေ့စဉ်နဲ့အမျှဗြိတိရှ်စစ်သားတွေဟာတိုက်ပွဲမှာကြာဆုံးတာထက်ယောဂဗျာကြောင့်တည်ဆုံးရတာကပိုများလာပြီးအင်အားတွေတနေ့တခြားပြုံးတိလာခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမြန်မာစစ်တီတွေကလည်းရန်သူကိုအနာမပေးခဲ့ပါဘူးသူတို့ရဲ့အားသာချက်ဖြစ်တဲ့တောတောင်ကျွမ်းကျင်မှုကိုအသုံးချပြီးပျောက်ကြားစနစ်နဲ့စတင်တိုက်ခိုက်ပါတော့တယ်ဗြိတိရှ်မတန်းတွေမှာဆိုရင်မြန်မာစစ်တီတွေကိုမမြင်ရတဲ့ရန်သူများလို့တောင်တင်စားရေးသားခဲ့ကြပါတယ်မြန်မာတွေကနေ့ဘက်မှာထူထပ်တဲ့တောအုပ်တွေထဲမှာပုံကွယ်နေပြီးညဘက်ရောက်တဲ့အခါမှာဗြိတိရှ်တို့ရဲ့ကင်းစကန်တွေကိုအတန်တိတ်ချင်းကပ်ကရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိရှိပါတယ်ဒါ့ပြင်မြန်မာတို့ရဲ့ခံတပ်တိစောက်မှုအင်ဂျင်နီယာပညာရက်ကလည်းဗြိတိရှ်တွေကိုအကြီးအကျယ်ဒုက္ခပေးခဲ့ပါတယ်ကြီးမြင့်နိုင်လိုနေရာမျိုးမှာကြီးမားခိုင်ခန့်တဲ့ကျွန်းသစ်တိုင်လုံးကြီးတွေနှဆိုင်တဲ့ကျုံးတွေနဲ့အပြင်ဘက်ကနေဝချွန်တွေကာယံထားတဲ့မြန်မာခံတပ်တွေကိုအင်္ဂလိပ်တို့လွယ်လွယ်နဲ့ထိုးမဖောက်နိုင်ခဲ့ပါဘူးရန်သူဗြိတိရှ်တွေကလက်နက်အင်အားတာလုံးပေမဲ့မြန်မာတွေရဲ့ပါနေတဲ့ view ဟာတဘာဝတရားရဲ့အဟံအတားတွေနဲ့ယောဂဗျာတွေကြောင့်ရန်ကုန်မှာရှေ့ဆက်မတိုးနိုင်ပဲလာတော်ကြပိတ်မိနေခဲ့ပါတယ်ဒီလိုရန်ကုန်စစ်မျက်နှာကအခြေအနေဇိုးတွေကိုကြားသိလိုက်ရတဲ့အင်းဝနေပြည်တော်ကဗိုလ်ကြီးတော်မင်းတရားကြီးဟာအချိန်ဆိုင်မနေတော့ပဲရခိုင်စစ်မျက်နှာမှာအင်္ဂလိပ်တွေကိုအပြတ်သက်အနာယူပြီးအောင်ပွဲခံနေတဲ့နိုင်ငံရဲ့အတော်ဆုံးစစ်တေနာပတိချုပ်စစ်သူကြီးမဟာဗန္ဓုလကိုရန်ကုန်ကိုအမြန်ဆုံးပြန်လာဖို့အမိန့်ပေးလိုက်ပါတော့တယ်ဒီမိန့်တော်ကအကြမ်းတမ်းဆုံးနဲ့အခမ်းအနားဆုံးစစ်ချီတက်မှုကြီးတစ်ခုကိုစတင်ဖို့အစပြိုးလိုက်ခြင်းလည်းဖြစ်ပါတော့တယ်မယုံနိုင်ကြချီတက်မှုကြီးနဲ့တိုက်ပွဲစတင်ခြင်း1824ခုနှစ်ဩဂတ်လရဲ့အချိန်ခါမြန်မာနိုင်ငံရဲ့အဆိုးအဝါဆုံးမိုးအသေးထန်ဆုံးမုတ်တုံရာသီဖြစ်ပါတယ်ပေ3000ကျော်မြင့်မားတဲ့ရခိုင်ရိုးမတောင်တန်းကြီးတွေကိုဖျက်ကျော်ဖို့ဆိုတာတာမန်ပွင့်လေးရာသီမှာတော့အင်မတန်ခက်ခဲလှပါတယ်ဒါပေမဲ့မဟာဗန္ဓုလနဲ့သူ့ရဲ့တောင်းနဲ့ချီတဲ့မြန်မာစစ်တီတွေဟာဒီမဖြစ်နိုင်တဲ့ခီးစဉ်ကြီးကိုအလင်းမြန်ပဲစတင်ခဲ့ကြပါတယ်ထူထပ်ပိတ်ဖုံးနေတဲ့တောကြီးမြန်မဲထဲမှာလမ်းမကြီးတွေမရှိပဲကျင်းမြောင်းတဲ့လူသွားလမ်းလေးတွေသာရှိတဲ့နေရာကိုဖျက်တမ်းခဲ့ရတာပါမိုးရဲရည်တဲ့ရွှွန့်လုံးတွေကြောက်ကမ်းမတွေကြားမှာတက်လိုက်ဆင်းလိုက်နဲ့ချီတက်ခဲ့ုံသာမကကြားကျက်တဲ့စတဲ့တားရဲတလိษံတွေရဲ့အနေနဲ့သွေးဆုပ်ကျွတ်တွေမျော့တွေနဲ့အဆိုးအဆုံးကတော့အသက်အန္တရာယ်ရှိတဲ့ငှက်ဖျားယောဂဒဏ်တွေကိုအန်တူပြီးရဲရဲဝံ့ဝံ့ချီတက်ခဲ့ကြရပါတယ်။သမိုင်းပညာရှင်တွေကတော့ဒီချီတက်မှုကြီးကိုရေလွှမ်းနေတဲ့အိမ်မက်ဆိုးကြီးတစ်ခုကိုဖျက်ကျော်နိုင်ခဲ့တဲ့အင်မတန်ခက်ခဲကြမ်းတမ်းပြီးကြီးကျယ်ခမ်းနားတဲ့စွမ်းဆောင်ရည်ကြီးတစ်ခုလို့မှတ်တမ်းတင်ချီးကျူးခဲ့ကြပါတယ်။ခေါင်းဆောင်ကောင်တယောက်ရဲ့နှိုင်းယှဉ်မရတဲ့စွမ်းရည်နဲ့စစ်တီတွေရဲ့အသက်ကိုပဓာနာမထားတဲ့ဇွဲသက်တီတွေကြောင့်သာဒီလိုမဖြစ်နိုင်တဲ့ခီးစဉ်ကြီးကိုအချိန်တိုအတွင်းအောင်မြင်စွာဖျက်ကျော်နိုင်ခဲ့တာပါဒီလိုပင်မဆင်းရဲမှုများစွာနဲ့အသက်သွေးချွေးတွေရင်းနှီးခဲ့ပြီး1824ခုနှစ်နိုဝင်ဘာလကိုရောက်တဲ့အခါမှာတော့မဟာဗန္ဓုလဦးဆောင်တဲ့မြန်မာတပ်မတော်ကြီးဟာရန်ကုန်မြို့စီကိုချီတက်ရောက်ရှိလာပါတော့တယ်ရခိုင်ရိုးမကိုဖျက်ကျော်ပြီးဒီလောက်မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့မထင်ထားခဲ့တဲ့ဗြိတိရှ်တို့ဟာကြီးမားလာတဲ့မြန်မာတပ်မတော်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့အကြီးအကျယ်အံ့အားသင့်ထိတ်လန့်သွားခဲ့ရပါတယ်ဗြိတိရှ်မှတ်တမ်းတွေက
မြန်မာတပ်အင်အား3000ကနေ6000အထိရှိတယ်လို့အမုန်းတင်ရေးသားခဲ့ကြပေမဲ့မြန်မာရာဇဝင်တွေအရတော့အင်အား16000ခန့်သာရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်မဟာဗန္ဓုလရဲ့လင်မြန်တဲ့စစ်ရေးလှုပ်ရှားမှုနဲ့ကြီးကျယ်တဲ့ဥဆောင်မှုစွမ်းရည်တွေကိုအထင်ကြီးလေးစားသွားတဲ့ဗြိတိရှစစ်ဗိုလ်ချုပ်တွေကသူ့ကိုအာရှရဲ့နပိုလီယန်လို့တောင်တင်စားခေါ်ခဲ့ကြပါတယ်ဒီတိုက်ပွဲဟာတာမန်စစ်ပွဲတစ်ပွဲမဟုတ်ပါဘူးအရှေ့တိုင်းရဲ့ရိုးရာစစ်ရေးပညာနဲ့အနောက်တိုင်းရဲ့ခေတ်သစ်စက်မှုလက်နက်တွေထိတိုက်တွေ့ဆုံခဲ့တဲ့စစ်ပွဲကြီးပါမြန်မာတပ်တွေရဲ့တဝက်လောက်ကသာခေတ်သစ်တပ်နက်တွေကိုကင်ဆောင်နိုင်ခဲ့ပြီးကျန်တဲ့သူတွေကဓားလန့်တွေကိုသာကင်ဆောင်နိုင်ခဲ့ကြတာပါဒါ့အပြင်မြန်မာတို့ရဲ့အမြောက်တွေကတန်လုံးအခဲတွေကိုသာပစ်ခတ်နိုင်ပေမဲ့ဗြိတိရှတွေစီမှာတော့ပောက်ကွဲထွက်နိုင်တဲ့ခေတ်သစ်အမြောက်ဆန်တွေရှိနေခဲ့ပါပြီပိုပြီးကြောက်မက်ဖွယ်ကောင်းတာကတော့ဗြိတိရှတို့ယူလာတဲ့စက်မှုတော်လှန်ရေးရဲ့ရလဒ်တွေပါအဲ့ဒီအထဲမှာကမ္ဘာသမိုင်းမှာရောအာရှတိုက်မြန်မာမြေပေါ်မှာပါပထမဆုံးအကြိမ်စစ်ပွဲမှာအသုံးပြုခဲ့တဲ့ဒိုင်ယာနာလို့ခေါ်တဲ့ရေနွေးငွေသုံးမီးသင်္ဘောကြီးတွေပါဝင်ပါတယ်လေးဆန်ရေဆန်ကိုဂီယူမဆိုင်ပဲမိကူတလူလူနဲ့တွာလာနေတဲ့ဒီတမဏိသင်္ဘောကြီးတွေဟာမြန်မာစစ်သည်တွေကိုအကြီးကျယ်စိတ်သက်ကြဆင်းစေခဲ့ပါတယ်ဒါ့အပြင်မြန်မာတွေတခါမှမမြင်ဘူးခဲ့တဲ့အတန်ကျဲလောင်စွာမြည်ဟိပြီးလေထုကိုခွဲထွက်လာတဲ့ကွန်ကရစ်ဒုံးကြီးတွေကိုလည်းဗြိတိရှတို့ကဒီစစ်ပွဲမှာစတင်အသုံးပြုခဲ့ကြပါတယ်ဒီလိုအင်အားနဲ့နီးပညာအစမတန်ကွာဟာလွန်းနေပေမဲ့မြန်မာစစ်သည်တွေကတပွားမှနောက်မဆုတ်ခဲပါဘူးမဟာဗန္ဓုလဟာရန်ကုန်မြို့ပြင်ပဇွန်တောင်ကနေကြီးမနိုင်အထိရန်သူကိုဝင်းရံပိတ်ဆို့ထားလိုက်ပါတယ်ညဘက်တွေမှာဆိုရင်မြန်မာတွေကဗြိတိရှရေတပ်ကြီးကိုဖျက်ဆီးဖို့အတွက်ရေနံကြီးတွေထင်းတွေအပြည့်တင်ထားတဲ့အေယာမမီးဖောင်ကြီးတွေကိုမြင်းညာကနေရေစီးအတိုင်းမျောချပြီးမီးလောင်လိုက်တွင်းမှုပါနတ်စွာစူးစမ်းခဲ့ကြပါတယ်ညအမောင်လူထဲမှာမီးဟုံးတောက်နေတဲ့ဒီမီးဖောင်ကြီးတွေဟာရန်သူသင်္ဘောတွေစီကိုတရွေ့မျောပါလာတဲ့မြင်းခွင်ဟာအင်္ဂလိပ်စစ်သားတွေအတွက်တော့ခြောက်ခြားစရာငဲကန်းကြီးတစ်ခုလိုဖြစ်ခဲ့ရပြီးအသေးအတန်ခုခံကာကွယ်ခဲ့ကြရပါတယ်ဒီအချိန်မှာအံ့ဩစရာအကောင်းဆုံးနဲ့ရင်းနှီးစရာအကောင်းဆုံးကတော့မြန်မာတို့ရဲ့ကာယသိတိရှင်များလို့ခေါ်တဲ့အထူးတပ်ဖွဲ့ဝင်တွေရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်သူတို့ကစေးမင်းကြောင်တွေထိုးအဆောင်လက်ဖွဲ့တွေအသုံးပြုထားပြီးဂဲကြီးမှန်သမျှမတိုးနိုင်ဘူးလို့အခိုင်အမာယုံကြည်ထားကြသူတွေပါသူတို့ကရွှေတကုံဘုရားကုန်းတော်ပေါ်မှာတဆွဲထားတဲ့ဗြိတိရှခန္ဓာကိုဓာရီတနတ်တွေကိုကင်ဆောင်ပြီးရဲဝံ့ဝင်ရောက်စီးနှင်ခဲ့ကြပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကယုံကြည်မှုနဲ့ရဲစွမ်းသက်တည်တွေဟာခေတ်သစ်လက်နက်တွေရဲ့ရက်ဆက်တဲ့ပြစ်အားကိုတော့မလွန်ဆန်နိုင်ခဲ့ပါဘူးဗြိတိရှတို့ရဲ့အမြောက်တွေဆက်လက်နက်တွေကဒရဇက်ပစ်ခတ်လိုက်တဲ့အခါမှာတော့ရဲရင်လာတဲ့မြန်မာစစ်သည်တွေဟာကြီးစံမိုးတွေကြားမှာအစုလိုက်ပြုံလိုက်အသက်ဆုံးခဲ့ရပါတယ်နိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလအစောပိုင်းရက်တွေမှာတော့မဟာဗန္ဓုလသူ့ရဲ့တပ်မကြီးကိုဦးဆောင်ပြီးဗြိတိရှခန္ဓာတွေကိုအသေးခံထိုးစစ်ဆင်မာတော့တယ်ဒါပေမဲ့ဒါအင်မတန်ကြီးမားတဲ့အမှားတစ်ခုဖြစ်သွားခဲ့တာပါခိမီလက်နက်တွေအခိုင်အမာတပ်ဆင်ထားတဲ့ဗြိတိရှခန္ဓာတွေကိုမျက်နှာချင်းဆိုင်ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာကြောင့်မြန်မာစစ်သည်တွေကရန်သူတွေရဲ့အမြောက်မီးတွေဒုံးကြီးတွေကြားတဲ့ကိုအသေးခံတိုးဝင်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ဒီဇင်ဘာလ9ရက်နေ့ကိုရောက်တဲ့အခါမှာတော့လက်နက်ကြီးပစ်ကူတွေနဲ့အတူဗြိတိရှတို့ကတံပြန်ထိုးစစ်ဆင်လာပြီးမြန်မာတပ်တွေအရေးနှိမ့်စာပြုတ်လာခဲ့ပါတယ်ဒီဇင်ဘာလ15ရက်နေ့ကုတ်ကိုင်းခန္ဓာကြီးကြာဆုံးသွားချိန်မှာတော့ရန်ကုန်စစ်မျက်နှာမှာမြန်မာတပ်တွေဟာအကြီးအကျယ်ကိုရှုံးနိမ့်သွားခဲ့ရပါတော့တယ်တိုက်ပွဲပြီးမှအင်အား16000ပါဝင်တဲ့မြန်မာတပ်မကြီးကနေ9000ခန့်သာအသက်ရှင်လျက်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လက်နက်အင်အားကွာမှုနဲ့ခေတ်သစ်စစ်ပညာရဲ့အကျိုးသက်ရောက်မှုကိုနာကျင်စွာသဘောပေါက်သွားတဲ့စစ်သူကြီးမဟာဗန္ဓုလဟာနောက်ဆုံးအနေနဲ့ရန်သူကိုအသေးခံခုခံနိုင်မှုအတွက်အေယာဝတီမြို့ဝကျွန်းပေါ်ကဗျူဟာကျတဲ့ဒနုပြူမျိုးစီကိုတက်ပြက်ကြီးကိုဦးဆောင်ပြီးနောက်ဆုတ်သွားခဲ့ရပါတော့တယ်ဒနုပြူကိုရောက်တဲ့အခါမှာတော့စစ်သူကြီးဟာစိတ်သက်ကြမသွားပဲကဘာကပါအံအားသင့်မဲ့ခန္ဓာကြီးတစ်ခုကိုအချိန်တိုအတွင်းတိဆောက်ပါတော့တယ်အေယာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာအမြင့်15ပေအနည်းဆုံးရှိတဲ့ကြီးမားလာတဲ့ကျွန်းသစ်တိုင်လုံးကြီးတွေနက်ရှိုင်းလာတဲ့ကျုံးတွေနဲ့အပြင်ဘက်ကနေဝချွန်တန်းတွေထူထပ်စွာကာရန်ထားပြီးခိုင်ခန့်လွန်းတဲ့ခန္ဓာကြီးတစ်ခုကိုအံ့ဩဖွယ်ဖန်တီးတိဆောက်ခဲ့တာပါဒီလိုနဲ့1825ခုနှစ်မတ်လကိုရောက်လာတဲ့အခါမှာတော့စစ်ဗိုလ်ချုပ်ခေါ်တွန်ဦးဆောင်တဲ့ဗြိတိရှရေတပ်ဟာဒနုပြူကိုချီတက်လာပြီးစတင်တိုက်ခိုက်ဖို့ပြင်ဆင်ကမဟာဗန္ဓုလကိုလက်နက်ချအညံ့ခံဖို့ရာဇသံပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာဗန္ဓုလပြန်လည်ပေးပို့ခဲ့တဲ့စကားကတော့ရဲတင်လွန်းလာပါတယ်မင်းတို့ဒနုပြူကိုမိတ်ဆွေလိုလာခြင်းနဲ့ဆိုရင်ငါကိုယ်တိုင်လိုက်ပြမယ်ဒါပေမဲ့ရန်သူအနေနဲ့လာမယ်ဆိုရင်တော့ကုန်းပေါ်ကိုတက်ခဲလိုက်စမ်းပါလို့ပြက်ပြက်တသားတုံးပြန်ခဲ့ပါတယ်ဒါကြောင့်ပဲ1825ခုနှစ်မတ်လအစောပိုင်းမှာတော့ဗြိတိရှတပ်မကြီးနဲ့တနတ်တင်စစ်သင်္ဘောတွေဟာဒနုပြူခန္ဓာကိုစတင်ထိုးစစ်ဆင်မာတော့တယ်ဒါပေမဲ့သူတို့မျောလင့်ထားသလိုလွယ်လွယ်ကူကူသိမ်းပိုက်နိုင်မှုဆိုတာလုံးဝမဖြစ်နိုင်ခဲ့ပါဘူး
ဘာကြောင့်လဲဆိုတော့အေယာဝတီမြေကမ်းဘေးတစ်လျှောက်တမိုင်နီးပါးရှည်လျားတဲ့ဒနုပြူခန္ဓာကြီးဟာအမြင့်15ပေအနည်းဆုံးရှိတဲ့အေယာမကျွန်းသစ်တိုင်လုံးကြီးတွေနဲ့အခိုင်အမာတိဆောက်ထားတာပါဒါအပြင်မြေဘက်ကိုလှည့်နေတဲ့မျက်နှာစာမှာလည်းအမြောက်90ကျော်ကိုတက်ဆင်ထားပြီးခန္ဓာရဲ့အတွင်းဘက်မှာနက်ရှိုင်းတဲ့ကျုံတွေအပြင်ဘက်မှာတော့ရန်သူတွေအလွယ်တကူမချင်းကပ်နိုင်အောင်ခုတ်လဲထားတဲ့တစ်ပင်တွေဝချွန်တန်းတွေထူထပ်စွာကာယံထားတဲ့ကမ္ဘာအဆင့်မီခန္ဓာအင်ဂျင်နီယာပညာရပ်ကိုအသုံးပြုထားလို့ပါပဲစစ်ဗိုလ်ချုပ်ခေါ်တွန်ဟာသူ့ရဲ့ရှေ့ဘေးတပ်သား600ခန့်ကိုအသုံးပြုပြီးပထမဆုံးအပြင်ဘက်ခန္ဓာတစ်ခုကိုအသေးလေးဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အကြဆုံးအချို့နဲ့အတူအဲ့ဒီအပြင်ဘက်ခန္ဓာငယ်ကိုဗြိတိရှတို့သိမ်းပိုက်နိုင်ခဲ့ပေမဲ့တကယ်အိမ်မက်ဆိုးကတော့ဒုတိယမြောက်ပင်မခန္ဓာကြီးကိုဆက်လက်ထိုးပေါက်ဖို့ကြိုးစားတဲ့အချိန်မှာပဲစတင်မာတော့တယ်ပင်မနွမ်းနေပြီဖြစ်တဲ့ဗြိတိရှစစ်သားတွေပင်မခန္ဓာနာကိုကတ်လာတဲ့အချိန်မှာတော့အတွင်းဘက်ကနေစောင့်ကြိုနေတဲ့မြန်မာစစ်သည်တွေစီကနေမီးပေါက်တက်နက်တွေအမြောက်ဆန်တွေကမိုးရွာချသလိုအဆက်မပြတ်ထွက်ပေါ်လာပါတော့တယ်ဒါကြောင့်ပဲရန်သူတွေဟာအကြီးကျယ်ကိုအထိနာပြီးတွေးပြတ်သွားခဲ့ရပါတယ်ဒီနေရာမှာဗန်ဒူးလာရဲ့ပါနတ်တဲ့စေရေးဗျူဟာကခန်းစစ်တက်တက်မဟုတ်ခဲ့ပါဘူးရန်သူတွေအထိနာပြီးနောက်ဆုတ်ဖို့ကြိုးစားနေချိန်မှာပဲခန္ဓာကြီးရဲ့တကားပွင့်လာပြီးစစ်စင်ကြီး18စီးနဲ့အတူမြမချီလင်တဲ့မြင်းတက်တွေဟာတံပြန်ထိုးစစ်ဝင်ရောက်ဆင်နွှဲပါတော့တယ်ဗြိတိရှတို့ဘက်ကကွန်ကရစ်ဒုံးကြီးတွေရဲ့အကူအညီနဲ့စင်တက်ကိုပြန်လည်ဟန်တာနိုင်ခဲ့ပေမဲ့လည်းမျော်လင့်မထားတဲ့ဒီလိုပြင်းထန်တဲ့ခုခံမှုတွေနဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့်စစ်ဗိုလ်ချုပ်ခေါ်တွန်ရဲ့ပထမလိုင်းတိုက်ခိုက်မှုဟာခန္ဓာကြီးကိုလုံးဝမထိုးဖောက်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့အသေးပြောက်ထိခိုက်များစွာနဲ့အတူဗြိတိရှတပ်တွေဟာဒနုပြူခန္ဓာကနေအဆက်တကွဲဆုတ်ခွာသွားခဲ့ရပါတယ်ကံကြမ္မာကိုပြောင်းလဲစေတဲ့ပောက်ကွဲတံစစ်ဗိုလ်ချုပ်ခေါ်တွန်ရဲ့ပထမအကြိမ်တိုက်ခိုက်မှုရင်းနှိမ်သွားပြီးမကြခင်မှာပဲစစ်တေနာပတိချုပ်ဗိုလ်ချုပ်ကြီးအာချီဘတ်ကံဘဲကိုယ်တိုင်ဦးဆောင်တဲ့ဗြိတိရှပင်မတပ်မကြီးနဲ့ရေးတာဒနုပြူခန္ဓာစီကိုအင်အားအလုံးရင်းနဲ့ပြန်လည်ရောက်ရှိလာပါတော့တယ်ဒါကြောင့်ပဲ1825ခုနှစ်မတ်လနောက်ပိုင်းနဲ့ဧပြီလအစပိုင်းလွေဦးရသည်ရဲ့ပူပြင်းလာတဲ့အချိန်ခါမှာအေယာဝတီမြေကမ်းဘေးကကြီးမားခိုင်ခံလာတဲ့ဒနုပြူခန္ဓာကြီးဟာရန်သူတွေရဲ့အလုံးစုံဝင်းရံပိတ်ဆို့ခြင်းကိုခံလိုက်ရပါပြီဗြိတိရှတို့ကသူတို့စီမှာပါလာတဲ့အကြီးမားဆုံးသောအမြောက်ကြီးတွေမော်တာတွေအပြင်အဲ့ဒီခေတ်ကအစင်းမြင့်ဆုံးနဲ့ကြောက်စရာအကောင်ဆုံးဖြစ်တဲ့ကွန်ကရစ်ဒုံးကြီးတွေကိုပါအသုံးပြုပြီးခန္ဓာကြီးတစ်ခုလုံးကိုနေရောညပါမိုးရွာချသလိုရဲရဲဆက်ဆက်ဆက်မပြတ်ပစ်ခတ်ပါတော့တယ်ဗြိတိရှတို့ရဲ့အမြောက်ဆန်တွေဟာမြေပြင်ပေါ်ကိုကြားရောက်တာနဲ့အပိုင်းပိုင်းအစစပေါက်ကွဲထွက်နိုင်တဲ့ခေတ်သစ်အမြောက်ဆန်တွေဖြစ်တာကြောင့်ခန္ဓာအတွင်းမှာမီးဟုံးတောက်လောင်ပြီးမြေပြင်တစ်ခုလုံးငလျင်လှုပ်တယ်လို့တုန်ခါနေခဲ့ပါတယ်လေတူထဲမှာရန်ကိုရန်ငွေတွေဖုံလုံးကြီးတွေသွေးနဲ့အနေနဲ့အတူကြာဆုံးသွားတဲ့စစ်တီတွေရဲ့အော်ဟစ်ညီးသွားတဲ့နေရာဖုံးလွှမ်းနေပြီးခန္ဓာကြီးတစ်ခုလုံးကလည်းတကယ်ကိုတက်ရှိငရေကန်ကြီးတစ်ခုလိုဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့နီးပညာနဲ့လက်နက်အင်အားအစမတန်ကွာဟာလုံးပြီးကြောင်းမပွဲကောင်းလာတဲ့လက်နက်ကြီးတွေကြားထဲမှာမြန်မာစစ်တီတွေရဲ့စိတ်ဓာတ်တဖြည်းဖြည်းနဲ့ကျဆင်းလာခဲ့ပါတယ်တာမန်တပ်သားတွေနဲ့အတွေးကြုံမရှိသေးတဲ့တပ်သားတစ်တွေဟာနားကွက်မတက်စူညံလာတဲ့ဒုံးကြီးတွေရဲ့အတန်တွေနဲ့ပောက်ကွဲမှုအဖြတ်စွားတွေကိုမျက်ဝါးထင်နေတွေးမြင်လိုက်ရတာကြောင့်အထိတ်တလန့်ဖြစ်နေကြပါပြီဒီလိုမျောလင်းချက်ကင်းမဲ့လူနေပါဖြစ်နေတဲ့အခြေအနေကိုရိမ့်မိတဲ့စစ်သူကြီးမဟာဗန္ဓုလာခေါင်းဆောင်ကောင်းပြီးလုံခြုံတဲ့နေရာမှာပုံအောင်မနေခဲ့ပါဘူးသူ့ရဲ့ရဲမတ်တွေကိုစိတ်သက်ခွန်အားပေးဖို့နဲ့ကြောက်ရွံ့မှုတွေကိုဖယ်ရှားပေးဖို့အတွက်ဗန္ဓုလာရဲရဲတောက်ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်သူဟာစစ်တေနာပတိချုပ်ရဲ့ခမ်းနားတဲ့အဆောင်ရောင်အပြည့်စုံဝတ်ဆင်ပြီးရွှေထီးကိုဆောင်းကကြီးစံတွေဘုံသီးတွေကြားထဲမှာခန္ဓာအတွင်းကိုအကာအကွယ်မယူဘဲရဲရဲဝုန်းဝုန်းလှည့်ပတ်ကိုကဲနေခဲ့ပါတယ်ရွှေရောင်ဝင်းလက်နေတဲ့သူ့ရဲ့အဆောင်ရောင်တွေနဲ့ရွှေထီးဟာနေရောင်အောက်မှာထင်ရှားလွန်းနေပြီးဗြိတိရှအမြောက်တပ်တွေအတွက်အလွန်လွယ်ကူတဲ့ပြစ်မှတ်ကြီးတစ်ခုဖြစ်နေခဲ့ပါတယ်လက်ထောက်ဗိုလ်ချုပ်တွေကဒီလိုလုံးရအသက်အန္တရာယ်အရန်များလွန်းတာကြောင့်ဝိုင်းဝန်းသားမြစ်ခဲကြပါတယ်ဒါပေမဲ့စစ်သူကြီးကတော့တေချင်းတရားကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးစစ်သူကြီးဆိုတာရန်သူကိုကြောက်ရွံ့ပြလို့မရဘူးငါကိုယ်တိုင်ရှေ့တန်းကမရရင်ငါရဲမက်တွေဘလို့လို့စိတ်တက်ကြွမလဲဆိုတဲ့စိတ်ဓာတ်မျိုးနဲ့သူ့ရဲ့စစ်တီတွေရှေ့မှာမမဆက်လက်ရှောင်လန်းနေခဲ့ပါတယ်အဲ့ဒီအချိန်အားလုံးကမျောလင်းမထားတဲ့အခိုက်အတန့်လေးတစ်ခုမှပဲကံကြမ္မာရဲ့ရက်ဆက်တဲ့အလှည့်ပြောင်းကြီးရောက်ရှိလာပါတော့တယ်နားခွဲမတက်စူညံလွန်းတဲ့အတန်ကြီးနဲ့အတူလေတူးကိုခွဲဆင်းလာတဲ့ရန်သူစီကမော်တာဘုံးသီးတစ်လုံးဟာစစ်သူကြီးမဟာဗန္ဓုလရဲ့အနီးတက်တဲ့ကိုတဲမတ်စွာကြားရောက်ပေါက်ကွဲသွားပါတော့တယ်မြေပြင်တစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီးမိโกငွေတွေမြေမုံတွေနဲ့အစအနာတွေဟာအကွဲကွဲအပြပြလွင့်စင်သွားခဲ့ပါတယ်မိโกငွေတွေကင်းစင်သွားတဲ့အချိန်မှာတော့မြန်မာစစ်တီတွေရဲ့မျက်စိရှေ့မှာမြုံနိုင်စရာမြေငွေစိုးကြီးတစ်ခုကိုတွေးလိုက်ရပါတယ်မြမတက်မတော်ရဲ့အသေးနှလုံး
နိုင်ငံတော်အတွက်အသက်ကိုပဓာနမထားခဲ့တဲ့စစ်သူကြီးမဟာဗန္ဓုလဟာအဲ့ဒီနေရာမှာပဲသွေးတံတရေရဲနဲ့မြင့်မြတ်စွာကြာဆုံးသွားခဲ့ရပါပြီကမ္ဘာအင်အားအကြီးဆုံးအင်ပါယာကြီးကိုရိုးရလက်နက်တွေရဲစမ်းတပ်တွေနဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့သူရဲကောင်းကြီးရဲ့ခမ်းနားလာတဲ့ဇလန်းဟာလည်းဒနုပြူခန္ဓာကြီးထဲမှာပဲခမ်းနားစွာအဆုံးသက်သွားခဲ့ရပါတော့တယ်ကုန်းမောင်ခေရဲ့နေဝင်ချိန်အစ1825ခုနှစ်ဧပြီလ1ရက်နေ့ရဲ့ညချမ်းအရင်ရက်တွေကရဲရဲတောက်ကြွေးကြော်တန်တွေအမြောက်တန်တွေနဲ့စူညံနေတဲ့ဒနုပြူခန္ဓာကြီးတစ်ခုလုံးဟာအခုတော့တင်းချိုင်းကုန်းတစ်ခုလိုတိတ်ဆိတ်၆ကပ်နေခဲ့ပါပြီခေါင်းဆောင်စစ်သူကြီးမဟာဗန္ဓုလရုတ်တရက်ကြဆုံးသွားခြင်းဟာမြန်မာစစ်တီတွေရဲ့ရင်ထဲကိုမိုးကြိုးပစ်ချလိုက်တယ်လို့ဖြစ်သွားစေခဲ့ပြီးခန္ဓာကြီးတစ်ခုလုံးဟာလည်းမျောလင်းချက်မဲ့အမှောင်ကျသွားခဲ့ပါတယ်ဒါကြောင့်ခေါင်းဆောင်မဲသွားတဲ့မြန်မာတပ်မကြီးဟာချက်ချင်းပဲအကွဲကွဲအပြပြဖြစ်သွားခဲ့ပါတယ်ဗန္ဓုလရဲ့ညီဖြစ်သူကတပ်မကြီးကိုဆက်လက်ကုတ်ကဲဖို့စ조사ခဲ့ပေမဲ့အားကိုးရခေါင်းဆောင်ကြီးကိုမြဝါးထင်ထင်ဆုံးရှုံးလိုက်ရတဲ့ရဲမက်တွေရဲ့စိတ်ဓာတ်တွေဟာအကြီးအကျယ်ကိုကျဆင်းနေခဲ့ပါပြီဒါကြောင့်အဲ့ဒီညာတွင်းချင်းမှာပဲမြမတပ်မတော်ကြီးကဘယ်သူမှမထိုးဖောက်နိုင်ဘူးလို့ထင်မှတ်ထားခဲ့ရတဲ့ခန္ဓာလာတဲ့ဒနုပြူခန္ဓာကြီးကိုအလွတ်ထားပြီးအမောင်တူထဲမှာတိတ်ဆိတ်နာကျင်စွာနဲ့ဆုတ်ခွာသွားခဲ့ကြပါတော့တယ်နောက်နေ့မနက်မိုးလင်းတဲ့အခါမှာတော့ဗြိတိရှတို့ဟာအသေးလဲတိုက်ယူရမယ်လို့တွက်ဆထားတဲ့ခန္ဓာကြီးတွေကိုဘာခုခံမှုမှမရှိတော့ပဲအံ့ဩဖွယ်ရာအလွယ်တကူဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒနုပြူခန္ဓာကြီးတစ်ခုလုံးကျဆုံးသွားပြီးအဓိကအတားအဆီးကြီးမရှိတော့တဲ့နောက်ဗြိတိရှတပ်တွေဟာအေယာဝတီမြစ်ကြောင်းအတိုင်းထက်ကိုဆက်လက်ချီတက်ခဲ့ပြီးဧပြီလ25ရက်နေ့မှာတော့ပြည်မြို့ကိုလွယ်လွယ်ကူကူသိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့မြန်မာတွေကဒီလိုနဲ့အလွယ်တကူရှုံးပေးမသွားခဲ့ပါဘူး1825ခုနှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာစစ်သူကြီးမဟာနေမျိုးဦးဆောင်တဲ့ရှမ်းတပ်တွေအပါအဝင်မြန်မာတပ်မကြီးဟာပြည်မြို့အနီးတစ်ဝိုက်ကနေအသေးခံပြီးအပြင်းထန်ပြန်လဲခုခံကြပါသေးတယ်ဒါပေမဲ့လည်းရဲစွမ်းတတိယနီးပညာကိုမကျော်လွန်နိုင်ခဲ့ပါဘူးရဲရင်လာတဲ့ဗိုလ်ချုပ်မဟာနေမျိုးကြာဆုံးခဲ့ရသလိုမြန်မာစစ်သည်တွေဟာလည်းဗြိတိရှတို့ရဲ့ခေတ်သစ်အမြောက်တွေဒုံးကြီးတွေကိုမရှင်နိုင်ခဲ့ပဲထပ်မံအရေးနှင်းခဲ့ရပြန်ပါတယ်နောက်ဆုံးပကံမျိုးဟောင်းအနီးတစ်ဝိုက်တိုက်ပွဲမှာပါထပ်မံအရေးနှင်းခဲ့ရပြီးနောက်ဗြိတိရှတပ်တွေဟာရွှေနန်းတော်တရှိရာအင်းဝါမြို့တော်နဲ့မိုင်90သာကွာဝေးတဲ့ရနဘိုရွာအထိဒရဇက်ချီတက်ရောက်ရှိလာချိန်မှာတော့မြန်မာပြည်ဘာကြီးတော်မင်းတရားကြီးဟာနေပြည်တော်နဲ့ပြည်သူလူထုတွေးချောင်းစီမဲ့အဖြစ်ကိုကာကွယ်ဖို့အတွက်မိမိရဲ့မာနတရားကိုမျိုးသိပ်ပြီးလက်နက်ချစကားပြောဖို့ကလွဲလို့အခြားရွေးချယ်စရာလမ်းမရှိတော့ပါဘူး1826ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ဒါဟာမြန်မာသမိုင်းမှာအနာကျင်ရဆုံးသောနေ့တစ်နေ့ပါပဲအမေရိကန်သာသနာပြုဆရာဂျက်ဆင်နဲ့ Price တို့ကိုစကားပြန်အဖြစ်အသုံးပြုကမြန်မာကိုယ်စားလှယ်တွေနဲ့ဗြိတိရှဗိုလ်ချုပ်ကြီးအာချီဘတ်ကမ်ဘဲတို့ဟာသမိုင်းဝင်ရနဘိုစာချုပ်ကိုနာကျင်ကြေကွဲစွာလက်မှတ်ရေးထိုးခဲ့ရပါတယ်ဒီစာချုပ်ရဲ့စီကံချက်တွေဟာအင်မတန်မှပြင်းထန်ပြီးရက်ဆက်လွန်းလာပါတယ်မြန်မာတို့ဟာအာသံမဏိပူရကချစတဲ့အနောက်ဘက်ဒေသတွေအပေါ်ဩဇာလွှမ်းမိုးမှုကိုအပီးတိုင်ဆွန့်လွတ်ခဲ့ရတဲ့အပြင်တိုင်းပြည်ရဲ့အသက်သွေးကြောရေထွက်ပေါက်တွေဖြစ်တဲ့ရခိုင်ဒေသနဲ့တနင်္သာရီကမ်းရိုးတန်းဒေသကြီးတစ်ခုလုံးကိုပါဗြိတိရှတို့တန်အပီးပိုင်ပေးအပ်ခဲ့ရပါတယ်ဒါ့အပြင်အင်းဝါနဲ့ကလကဒါမှာကိုယ်စားလှယ်တွေအပြန်အလှန်ထားရှိဖို့နဲ့ကူးတန်းရောင်းဝယ်ရေးစာချုပ်ချုပ်ဖို့ကိုလည်းသဘောတူခဲ့ရပါတယ်အဆိုးရွားဆုံးနဲ့မြမစီးပွားရေးကိုချုံချုံကျသွားစေတာကတော့စစ်ရော်ကြီးငွေပဲဖြစ်ပါတယ်မြန်မာတို့ဟာစစ်ရော်ကြီးအဖြစ်အဲ့ဒီခေတ်ကအင်မတန်များပြားလာတဲ့ငွေတင်းကတကလေးကိုအပိုင်းလေးပိုင်းခွဲပြီးမဖြစ်မနေပေးရော်ခဲ့ရပါတယ်ဒီရော်ကြီးငွေတွေကြောင့်ပဲမြမဘန်နာရေးဟာနှစ်ပေါင်းများစွာပြာပုံဘဝကိုရောက်ရှိသွားခဲ့ရပါတယ်ဒါပေမဲ့ဒီစစ်ပွဲကြီးဟာဗြိတိရှတွေအတွက်လည်းအလွယ်တကူရရှိခဲ့တဲ့အောင်ပွဲလုံးဝမဟုတ်ပါဘူးဒီစစ်ပွဲဟာဗြိတိရှအရှိအိန္ဒိယကုမ္ပဏီအတွက်သမိုင်းတစ်လျှောက်အရှိအကြဆုံးနဲ့ကုန်ကျစရိတ်အများဆုံးစစ်ပွဲကြီးဖြစ်ခဲ့ပါတယ်ဗြိတိရှနဲ့အိန္ဒိယစီးပွားရေးစစ်တီအင်အား4000ကျော်ပါဝင်ခဲ့ပြီးအဲ့ဒီအထက်က1000ဝက်ခန့်အသက်ဆုံးရှုံးခဲ့ရပါတယ်စစ်စည်းအနေနဲ့စတာလင်ပေါင်9သန်းကနေ73သန်းအထိကုန်ကျခဲ့တာကြောင့်အိန္ဒိယမှာရှိတဲ့ဗြိတိရှအစိုးရကပါစီးပွားရေးအကျပ်တဲတွေနဲ့ရင်ဆိုင်စေခဲ့ရပြီးအရှိအိန္ဒိယကုမ္ပဏီရဲ့အုပ်ချုပ်ရေးလုပ်ပိုင်ခွင့်တွေပါထိခိုက်ရတဲ့အထိပြင်းထန်ခဲ့ပါတယ်ရနဘိုစာချုပ်ဟာတစ်ချိန်ကအရှိတောင်အာရှမှာဘသူ့ကိုမှဂီယူဆိုင်စရာမလိုတော့အောင်ကြီးကျယ်ခမ်းနားခဲ့တဲ့တတိယမြန်မာအင်ပါယာကြီးရဲ့နေဝင်ချိန်အစလို့ဆိုရမှာပါတိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့နေမီတွေဆုံးရှုံးလိုက်ရတဲ့အတွက်မြန်မာနိုင်ငံဟာအင်အားကြီးနေသွားခဲ့ပြီးနောက်ထပ်ဒုတိယနဲ့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွေစီကိုဦးတည်သွားက1885ခုနှစ်မှာတော့ရွှေနန်းတော်ကြီးနဲ့တကွမြန်မာတနိုင်ငံလုံးဗြ
ဗြိတိရှ်အင်ပါယာရဲ့လက်အောက်ကိုလုံးဝကျရောက်သွားခဲ့ရပါတော့တယ်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကြီးနဲ့ဒနုပြူတိုက်ပွဲဟာနီးပညာနဲ့လက်နက်အင်အားကွာမှုကနိုင်ငံတနိုင်ငံရဲ့ကံကြမ္မာကိုဘလို့ပြောင်းလဲပြနိုင်တယ်လဲဆိုတဲ့တမိုင်းဝင်သင်ခန်းစာကြီးတစ်ခုဖြစ်တယ်လို့လူမျိုးတစ်မျိုးရဲ့မျိုးချစ်စိတ်ရဲစွမ်းတတ်တည်နဲ့နိုင်ငံချစ်စိတ်ကိုပြသနိုင်ခဲ့တဲ့အကြီးကျယ်ဆုံးသောသက်သေလည်းဖြစ်ပါတယ်အထူးသဖြင့်နိုင်ငံအတွက်အသက်ကိုပဓာနာမထားပဲရွှေထီးကိုစောင်းကကြီးစံမိုးတွေဘုံသီးတွေကြားထဲမှာရဲရဲဝံ့ဝံ့ရှောင်လန်းခဲ့တဲ့စစ်သူကြီးမဟာဗန္ဓုလရဲ့မသေးဆုံးသောဂုံတိတ်ခါနဲ့ပုံရိပ်ဟာလည်းမြန်မာတို့ရဲ့ရင်ထဲမှာယနေ့ထက်တိုင်ထာဝရရှင်သန်နေတဲ့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and comment လေးလုပ်ပေးခဲ့ကြပါဦးနောက်လာမယ့်ကမ္ဘာတဝန်းကစိတ်ဝင်စားစရာသမိုင်းအကြောင်းအရာတွေအတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Andrew ပါ